အားလုံးမင်္ဂလာပါခုခေတ်မှာဖုန်းတစ်လုံးနဲ့လူတိုင်းအလွယ်တကူအပေါ်ဝင်ငွေရှာလို့ရတဲ့နည်းလမ်းတွေကိုဘ ഹു ဒအနေနဲ့ပြောပြပေးသွားမှာဖြစ်ပါတယ်ပထမနည်းလမ်းကတော့ affiliate marketing မှာသူကကြတော့ကိုသုံးပြုနေတဲ့ကုန်ပစ္စည်းဥမာဖုန်းဖြစ်ဖြစ်မိတ်ကပ်တို့တခုခုပေါ့အဲ့ဒါတွေကိုဗီဒီယိုတင်ပြီးတော့အဲ့ဒီဗီဒီယိုရဲ့ description အောက်မှာ link လေးချထားလိုက်ရုံပါပဲတရားရောက်ကအဲ့ဒီ link ကနေပြီးတော့ကုန်ပစ္စည်းတွေဝယ်သွားမယ်အဲ့ဒီအတွက်ကိုက commission ကိုပြန်ရမှာပါဒီနည်းလမ်းကတော့အမြန်ဆန်ဆုံးနဲ့အလွယ်ကူဆုံးအပေါ်ဝင်ငွေရှာလို့ရတဲ့နည်းလမ်းဖြစ်ပါတယ်နောက်နည်းလမ်းတစ်ခုကတော့ content ဖန်တီးတာပါကိုဝါသနာပါတဲ့တချင်းဆိုတာတွေပဲဖြစ်မိတ်ကပ်ပြင်တာပဲဖြစ်ဂိမ်းဆော့တာတွေပဲဖြစ်အဲ့ဒီဗီဒီယိုတွေကို Facebook စာမျက်နှာပေါ်မှာဒါမှမဟုတ် TikTok စာမျက်နှာပေါ်မှာတင်ပြီးတော့ကိုယ့်ရဲ့ဗီဒီယိုလူကြည့်များလာအောင်လုပ်တဲ့နည်းပါအကယ်၍ကိုယ့်ရဲ့ဗီဒီယိုကလူကြည့်များလာမယ်ဆိုလို့ရှိရင်ကြော်ညာတွေဝင်လာခဲ့မယ်အဲ့ဒီကြော်ညာကနေတစ်ဆင့်ကိုကအပေါ်ဝင်ငွေရှာလို့ရပါတယ်နောက်ဆုံးနည်းလမ်းတစ်ခုကတော့ကိုယ်မှရှိတဲ့ကျွမ်းကျင်မှုကိုအသုံးချတာပါဥပမာကိုကဘာသာစကားတစ်ခုခုကိုတက်ကျွမ်းနေဆိုလို့ရှိရင်အဲ့ဒီဘာသာစကားကို online ပေါ်မှာတင်နန်းပေးတာဒါမှမဟုတ် video editing လုပ်တဲ့သင်တန်းလေးတွေပေးတာအဲ့လိုစတဲ့သင်တန်းလေးတွေကိုဖွင့်ပြီးတော့လည်းအပေါ်ဝင်ငွေရှာလို့ရပါသေးတယ်ဒီနေရာမှာသတိထားမှာက online ကနေအပေါ်ဝင်ငွေရှာတဲ့နေရာမှာချက်ချင်းကြီးတော့ကြီးပွားချမ်းသာသွားတာမျိုးတော့မရှိပါဘူးတဖြည်းဖြည်းနဲ့ရေရှည်လောက်သွားရမယ့်အလုပ်ပါ online ကနေအပေါ်ဝင်ငွေရှာတဲ့နည်းဟာအရင်နည်းတော့မရှိပါဘူးဒါပေမဲ့ဇွဲရှိဖို့တော့လိုပါတယ်ချက်ချင်းကြီးပွားချမ်းသာသွားတာမျိုးမဟုတ်ဘဲနဲ့တဖြည်းဖြည်းနဲ့ရေရှည်သွားလို့ရတဲ့ဝင်ငွေရှာတဲ့နည်းလမ်းလေးပါလက်ဖက်ကောင်းစားချင်ရင်တော့ပလောင်တောင်တက်နှေးရပါမယ်ပြောပြပေးတဲ့အကြောင်းအရာလေးကဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေတွေအကျိုးတစုံတရာတက်ရောက်သွားမယ်ဆိုရင်ပဲဘုဒ္ဓတာအဖြစ်ဝေမျှရကျိုးနှက်ပါတယ်အားလုံးအဆင်ပြေပါစေနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်